Hello 皆さんこんにちは。ဒါကတော့နံပါတ်3ပေါ့နော်ဆိုလာနေနဲ့ပတ်သက်ပြီးတော့ဖတ်ပြမှာဖြစ်ပါတယ်ကကကုတဲ့ခိကန်ရောရင်းမှာဆိုလို့ရှိရင်ဒီ3မျိုးရှိရပေါ့နော်ဒါကတော့နောက်ဆုံးတစ်ခုဆိုလာနေဂျကိုင်းမိုနော်မဲ့ရမယ်မီဒိုလီအီရိုနော်ခါဝါဝါဆိုလာနေတို့ယူပူရှိဆိုဖူကွန်တဲ့အီရိုဒီအာလူအမြောက်ဒီအစိမ်းအောင်ရှိတဲ့အခွန်တွေပေါ့နော်ဒီဟာတွေကဆိုလို့ရှိရင်ဆိုလာနေလို့ခေါ်တဲ့ပူရှိဆိုအရာဝတ္ထုပစ္စည်းတွေဆိုလို့ရှိရင်ပါဝင်နေတယ်ဆိုလာနေမှာပါဝင်တဲ့ဒီရှော့ကုဟင်စားတော့ကုန်ပစ္စည်းတွေကိုထားပဲလို့စားမယ်ဆိုလို့ရှိရင်လည်းဟာကီကေအန်ဂျင်စိတ်ဖြစ်မယ်အိုးတူဆိုတာကျတော့ဒီအောအန်နာပေါ့နော်ဂယ်လီဆိုတာကျတော့ဒီဝမ်းပြက်ဝမ်းလျှောတာဖူကုစုဘိုက်အောင်တာဆူဆူကောင်းကြိုက်တာနားတော့အဆရှိတဲ့ဖြစ်ရှော့ကုချူဒိုခုနော်ရှောချောကအကိုလီမဲ့ဒီအစာစိတ်တဲ့အခြေအနေတွေဒီလက္ခဏာရက်တွေဖြစ်သွားတယ်ပေါ့နော်ချက်ကိုင်းမွန်နော်မေရမီတိုလီအီရိုနော်ခါဝါနော်ဘူဘွန်အိုထိုလီနိုဇိုကိုခိုတိုတဲ့အာလူအညောက်နောက်တစ်ခုကကျတော့ဒီအစိမ်းရောင်အခွန်နေပေါ့နော်အဲ့အစိတ်ပိုင်းတွေကိုဒိုလီနိုဇိုကိုတိုတဲ့ဖေရှားလိုက်မယ်ဆိုရင်တော့ဆူလာနင်ကဂန်အင်းနော်ရှော့ကုကျူတိုကိုဖူဇဲကုခုတိုကတဲ့ခီတို့ဆိုလာနေပါဝင်တဲ့ဒီအစာစိတ်တဲ့နေရာကိုကာကွယ်နိုင်မယ်ပေါ့နော်